မင်းအောင်လှိုင်ကိုထိုင်းခီးစဉ်အတွင်းဖမ်းဆီးပြီးအာဂျင်တီးနားကိုလွှဲပြောင်းပေးဖို့ဘရော့အဖွဲ့တောင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဗြိတိန်ခြေဆိုင်မြန်မာရိုဟင်ဂျာအဖွဲ့ဘရော့ကမင်းအောင်လှိုင်ထိုင်းနိုင်ငံကိုလာရောက်မဲ့ခီးစဉ်အတွင်းသူ့ကိုဖမ်းဆီးပြီးအာဂျင်တီးနားနိုင်ငံထံလွှဲပြောင်းပေးနိုင်ဖို့အာဂျင်တီးနားတရားစီရင်ရေးအာဏာပိုင်တွေထံတရားဝင်စာရေးသားတောင်းဆိုလိုက်ပါတယ်။ဘရော့အဖွဲ့ဟာအာဂျင်တီးနားနိုင်ငံမှာကမ္ဘာလုံးဆိုင်ရာတရားစီရင်ခွင့်နဲ့2019ခုနှစ်ကတည်းကတရားစွဲဆိုမှုစတင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့2025ခုနှစ်ဖေဖော်ဝါရီလအတွင်းမှာတော့လူမျိုးတပ်ဖြတ်မှုလူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့မင်းအောင်လှိုင်အပါအဝင်စစ်ကောင်စီထိပ်ပိုင်းအရာရှိတွေကိုဖမ်းဝရမ်းထုတ်ပြန်ထားပြီးဖြစ်ပါတယ်။စစ်ကောင်ဆောင်မင်းအောင်လှိုင်ဟာထိုင်းအစိုးရရဲ့ဖိတ်ကြားချက်အရလာမယ့်ဩဂတ်စ်လ6ရက်ကနေ9ရက်နေ့အထိထိုင်းနိုင်ငံကိုလာရောက်ဖို့ရှိနေရပါ။ဒါကြောင့်ဘောအဖွဲ့ဟာမင်းအောင်လှိုင်ကိုဖမ်းဆီးပြီးအာဂျင်တီးနားကိုလွှဲပြောင်းပေးနိုင်ဖို့အတွက်ထိုင်းအာဏာပိုင်တွေနဲ့ပူးပေါင်းဆောင်ရွက်ပေးဖို့အာဂျင်တီးနားတရားစီရင်ရေးထံတောင်းဆိုခဲ့တာဖြစ်ပါတယ်။ဘော့ဥက္ကဋ္ဌဦးထွန်းခင်ကမင်းအောင်လှိုင်ဟာရိုဟင်ဂျာတွေအပေါ်လူမျိုးလုံးတပ်ဖြတ်မှုကိုဥဆောင်ကြံစည်သူဖြစ်ုံနဲ့မကပဲမြန်မာပြည်သူတွေကိုအကြမ်းဖက်နှိပ်ကွပ်နေသူဖြစ်တာကြောင့်ထိုင်းမှာဓာတ်ပုံရိုက်ဟန်ပြနေရမဲ့သူမဟုတ်ပဲထောင်ထဲမှာပဲရှိနေရမဲ့သူလို့ဆိုပါတယ်။ဒါအပြင်အာဂျင်တီးနားနဲ့ထိုင်းအာဏာပိုင်တွေပူးပေါင်းပြီးမင်းအောင်လှိုင်ကိုဖမ်းဆီးကအာဂျင်တီးနားမှာတရားရင်ဆိုင်စေဖို့လွှဲပြောင်းပေးတာဟာရက်စက်တဲ့ရာဇဝတ်မှုကျူးလွန်သူတွေအတွက်ပုံအောင်စရာမရှိဘူးလို့ဆိုတာကိုပြသရရောက်တယ်လို့လည်းပြောပါတယ်။မင်းအောင်လှိုင်ဟာ2011ခုနှစ်ကတည်းကစစ်တပ်မှာတာဝန်ယူခဲ့သူဖြစ်ပြီး2025ခုနှစ်အတူရောင်ရွေးကောက်ပွဲအပြီးမှာကိုသမ္မတအဖြစ်ကြီးညာခဲ့သူဖြစ်ပါတယ်။စစ်တပ်နဲ့သူရဲ့လက်ပါစီတွေဟာ2016နဲ့2019ခုနှစ်တွေမှာရခိုင်ပြည်နယ်အတွင်းလူအများအပြားကိုတပ်ဖြတ်ပြီးရာပေါင်းများစွာကိုစွန့်ခွာထွက်ပြေးခဲ့တဲ့တပ်ဖြတ်မှုအပါအဝင်ရိုဟင်ဂျာတွေပေါ်စေစုနဲ့များစွာလူမျိုးတုံးတပ်ဖြတ်မှုတွေကျူးလွန်ခဲ့ကြတာပါ။ဒါအပြင်2021ခုနှစ်ဖေဖော်ဝါရီလမှာစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာလည်းအာဏာရှင်စနစ်ကိုဆန့်ကျင်သူထောင်ပေါင်းများစွာကိုတပ်ဖြတ်ခဲ့တယ်လို့တောင်းပေါင်းများစွာကိုလည်းဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။အခုသတင်းပတ်ခီးစဉ်ဟာထိုင်းအာဏာပိုင်တွေနဲ့မြန်မာစစ်တပ်အကြားဆက်ဆံရေးပုံမှန်အတိုင်းပြန်လည်လှုပ်ဆောင်နေချိန်မှာထွက်ပေါ်လာတာဖြစ်ပြီးပြီးခဲ့တဲ့ဧပြီလတုန်းကလည်းထိုင်းဝန်ကြီးရှုံနဲ့နိုင်ငံခြားရေးဝန်ကြီးနေပြည်တော်ကိုတွားရောက်ခဲ့ပါသေးတယ်။ဘော့ကထိုင်းဥပဒေအောက်မှာမင်းအောင်လှိုင်ကိုဖမ်းဆီးလွှဲပြောင်းပေးနိုင်ရေးထိုင်းအာဏာပိုင်တွေထံတရားဝင်အကူအညီတောင်းခံလာပေးဖို့အာဂျင်တီးနားတရားစီရင်ရေးကိုတိုက်တွန်းထားပါတယ်။အာဂျင်တီးနားနဲ့ထိုင်းနိုင်ငံအကြားတရားခံလွှဲပြောင်းရေးသဘောတူစာချုပ်မရှိသေးပေမဲ့ထိုင်းနိုင်ငံရဲ့2008ခုနှစ်တရားခံလွှဲပြောင်းရေးဥပဒေအရနှစ်နိုင်ငံစလုံးမှာထောင်ဒဏ်တစ်နှစ်နဲ့အထက်ကြားခံစေနိုင်တဲ့ပြစ်မှုတွေအတွက်လွှဲပြောင်းပေးပိုင်ခွင့်ရှိနေပါတယ်။အာဂျင်တီးနားတရားရုံးရဲ့အမှုဟာရိုဟင်ဂျာလူမျိုးတုံးတပ်ဖြတ်မှုနဲ့ပတ်သက်ပြီးအပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး ICC နဲ့အပြည်ပြည်ဆိုင်ရာတရားရုံး ICJ တို့ရဲ့ကြိုးပမ်းမှုတွေကိုပါအထောက်အကူပြုနေတာဖြစ်ပါတယ်။ဘရော့ဥက္ကဋ္ဌဦးထွန်းခင်ကထိုင်းအာဏာပိုင်တွေအနေနဲ့မင်းအောင်လှိုင်ကိုကော်စောနေခင်းကြိုဆိုတာမျိုးမလုပ်ပဲလူခွင့်ရဲ့တရားမျှတမှုနဲ့တာဝန်ယူမှုတာဝန်ခံမှုတွေမှာစံနမူနာပြတတ်တဲ့ထူတင်ကြောင်းထပ်မံထောက်ပြထားပါတယ်။